ရှင်ဆရာတော်ဖျားယနေ့နနက်ခင်းစီရင်ကျင်းပပြုလုပ်အပ်သည့်မြန်မာနှစ်တစ်ကူနှစ်ဆန်းတရက်နေ့အထူးဓမ္မသဘင်တရားဝဲနှင့်ဆက်လင်း၍တရားတော်များဟောကြားချီးမြှင့်ဆုံးမတော်မူပါယံဘုရားတပည့်တော်ခြေတော်အစုံဥခ၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျား1385 ခုနှစ်ကုလဝိကျော်13ရက်2013ခုနှစ်ဧပြီလ19ရက်တနင်္လာနေ့မြန်မာနှစ်ဆန်းတရက်အနိဒိုင်ဒေသကြီးပြုံးနေခရိုင်ပြုံးနေမြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်း၌ဓမ္မရတိမဟာဓမ္မတပါဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျမပြုလို့အပ်သည်မြန်မာနှစ်တကူနေဥကာလနှစ်ဆက်တည်းနေ့အခါသမယ၌ကျင်းပပြုလို့အပ်သည်အထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောတွေ့တာမှုကင်း၍လွတ်မြောက်ခြင်းအပိုင်3တရားဒေသနာတော်ဒီကနေ့ဒီတုတ်တန်လေးကိုပြီးတဲ့အာယုချရအောင်တဏှာသင်္ခယဝိမု ക്ത တဏှာကင်း၍လွတ်မြောက်ခြင်းသူရဲ့အထိပ္ပယ်အစစ်မှကတော့ဝိမု ക്ത ဆိုတာလွတ်မြောက်သူတဏှာသင်္ခယဆိုတာတဏှာကင်းရနိဗ္ဗာန်ကိုအာယုပြု၍လွတ်မြောက်သူလို့ဒီလိုအိဗယ်ရတယ်သို့တော်ဒီဘက်နာမည်ပေးတာတော့အလွယ်မှတ်ဖို့အတွက်တွေ့တာမှုကင်း၍လွတ်မြောက်ခြင်းလို့ပေးလိုက်တာနော်အဲ့တော့ဒီဘက်တည်းရဲ့မတူဘူးလို့မှတ်လွတ်မြောက်တယ်ဆိုတာတွေ့တာမှုကလွတ်မြောက်မှတကယ်လွတ်မြောက်မှုဖြစ်တယ်ကိရိတာထဲမှာတွေ့တာမှုကိရိတာကအပြင်းထန်ဆုံးအလုံးလုံးဆုံးလို့ပြောအောင်အဝိဇ္ဇာနဲ့တဏှာအစစ်မှမတွေ့ရအောင်ဖုံးကွယ်ပေးတာဒါသူ့အလုပ်ပဲသူကကာပေးတာပဲရှင်နော်ကာပေးတာအမှန်မမြင်အောင်သူကကာပေးလိုက်တယ်လို့သူကတဏှာသာဖြစ်တယ်လို့တဲ့အရာတဏှာသာဖြစ်တယ်အဝိဇ္ဇာကကာယုံကာပေးတာတဏှာကအဝိဇ္ဇာကပေးထားလို့အမှန်မမြင်နဲ့အာယုပေါ်မှာတွေ့တာတွေ့တာမှုကိုအကြောင်းပြုပြီးတော့သိမ့်ပိုက်တယ်တွေ့တာမှုကိုအကြောင်းပြုပြီးရဖို့ကြိုးစားတယ်သိမ့်ပိုက်တယ်အဲ့ဒီကနေစပြီးတော့အကုသိုလ်တွေဆက်တိုက်ဖြစ်သွားတယ်သူ့နောက်ကတတိတရညှိလိုက်လာတာစဉ်းစားကြည့်လေတွေ့တာမှုတဏှာဖြစ်တဲ့နောက်မှာပြဿနာတွေတစီတရညဘာပြဿနာလို့ဆိုကိလေသာတွေဖြစ်တာကိုပြောတယ်နော်ကိလေသာတွေဖြစ်လာတွေ့တာမှုကိုကြောင်းပြုပြီးတော့ရချင်လာတယ်ရဖို့ကြိုးစားတယ်အဲ့ဒါတွေအလောတွေ့တာမှုကစားတာရဖို့ကြိုးစားတယ်ဟုတ်တာဖြစ်စေမဟုတ်တာဖြစ်စေလုပ်တယ်ရပြီးရောဆိုပြီးတော့ကြိုးစားအထောက်မှုတွေလုပ်တယ်အဲ့ဒါကြောင့်မလို့ဘဝကြီးကိုဖန်တီးပြီးတော့ဒီဘဝကနေနောက်ဘဝတစ်ခုအနေဟိုနောက်ဘဝတစ်ခုကိုခေါ်ဆောင်သွားသူဟာဘယ်သူလဲဆိုရင်တဏှာပဲဖြစ်တယ်တဏှာကဥဆောင်တယ်လို့တဏှာကိုဘဝနိတိလို့ဘဝကိုဆောင်ဖို့တဲ့အရာဖြစ်မြတ်စွာဘုရားကဟောတာဖြစ်တယ်လောကတရဝရီဟာဒီဘဝကနေဟိုဘဝကူးသွားတာတွေဟာတဏှာဆိုတဲ့အဖို့နဲ့သွားတာပဲဖြစ်တယ်နော်ချေကြော်ကလည်းတဏှာရဲ့ချေကြော်ပဲပုရုဇဉ်တိုင်းအလုံးဟာတဏှာကျွတ်ဘဝကမလွတ်ကြဘူးတဏှာခိုင်းစီရတဏှာဆွဲရနောက်လိုက်နေကြတာကောတိတိသာသာရောမသိမသာရော
တေချာမကြည့်ရင်သူကလူညံ့နဲ့သိမ်မွေ့သူလက်ချက်လို့မထင်ရဘူးလူကိုကောင်းစားအောင်လုပ်တယ်လို့ထင်ရတယ်တဏှာဟာအလုံးပါနတ်တဲ့ပေါ့တတမှုကိုကြောက်ပြပြီးဘယ်ကိစ္စပဲဖြစ်ဖြစ်ဟုတ်တာလို့မဟုတ်တာလို့မဟုတ်တာလို့တာလဲကိုယ့်အတွက်လို့ဆိုပြီးတော့ရှင်းတ်နေတာပဲနော်အဲ့ဒါတဏှာရဲ့ဥဆောင်မှုတွေပေါ့ဒုက္ခနဲ့ဒုက္ခလို့နှမျိုးရှိတယ်လူကြိုက်တာကဒုက္ခမကြိုက်တာကဒုက္ခဒုက္ခဆိုတာကြိုက်တာရဖို့အတွက်တော့တဏှာကရှိဆောင်ထင်းနေရှားကြလူလုံးထွက်ပြတယ်ပေါ့တဏှာကသူကရှိဆောင်ပါရဲ့ဒုက္ခသူ့ကြိုက်ပဲလေဒုက္ခနဲ့ကြသူကရှိထွက်လာတယ်အဲ့ဒါကြောင့်ဒုက္ခနဲ့ပတ်သက်လာလို့ရှိရင်တဏှာကရှိဆောင်ပြီးတော့အဝိဇ္ဇာကနောက်လိုက်နောက်တစ်ခါဒုက္ခကိစ္စကြတော့အဝိဇ္ဇာကဥဆောင်လိုက်တယ်ဒုက္ခမှမသိအောင်ကာပေးလိုက်တယ်အဲ့တော့တဏှာဒုက္ခလည်းကြိုက်တော့တာဖြစ်တယ်အထီးကတော့လုံးလုံးတဲ့တဏှာပဲဒုက္ခပေးနေတိုက်ရိုက်လို့အဝိဇ္ဇာကဒုက္ခကိုမမြင်အောင်ကာပေးတယ်ကာပေးလိုက်တော့တဏှာကအကြိုက်ဖြစ်သွားပြန်တဏှာပဲလှုပ်တာပဲအကုန်လုံးကတော့ဒါကြောင့်ပရိစ္ဆေသမုပ္ပါမှာမူလနှစ်ဖြာဆိုပြီးတော့အပြင်းနှစ်ခုအနေနဲ့ဟောတာအဲ့ဒီသဘောဒါတည်တည်ချာချာစဉ်းစားလို့ရှိရင်အဓိပ္ပာယ်ပေါ်ပါတယ်နော်တည်ချာစဉ်းအဲ့တော့သူ့အလုပ်ကိုသူမှတ်တယ်အဝိဇ္ဇာရဲ့အလုပ်ကအမှန်တဘာဝမပေါ်အောင်ကာပေးတာအဝိဇ္ဇာဆိုတော့တရားမဟုတ်ဘဲနဲ့တရားလို့ထင်နေအောင်လဲစားပေးထားတာအဝိဇ္ဇာငါမဟုတ်ဘဲနဲ့ငါလို့ထင်အောင်ကိုယ်ပိုင်နာမဟုတ်ဘဲနဲ့ကိုယ်ပိုင်နဲ့လို့ထင်အောင်ကာပေးနေတာအဝိဇ္ဇာကာပေးနေသည့်အတွက်ကြောင့်တဏှာကလိုက်ပြီးတွေ့တာတယ်မသိလို့တွေ့တာပဲဖြစ်တယ်ဒါကြောင့်အဝိဇ္ဇာနဲ့တဏှာဟာပရိစ္ဆေသမုပ္ပါမှာဥဆောင်တယ်ပရိစ္ဆေသမုပ္ပါဥဆောင်တယ်ဆိုတာဘဝကိုဥဆောင်တာကိုပြောတာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးဥဆောင်တာအဲ့ဒါကြောင့်တဏှာသင်္ခယဝိမု ക്ത တွေ့တာမှုကင်းမှလွတ်မြောက်နိုင်မယ်တွေ့တာမှုမကင်းအဲ့တော့တွေ့တာမှုကင်းအောင်မလုပ်အောင်အမှန်မြင်အောင်လုပ်အောင်တွေ့တာမှုကင်းမှုအတွက်မလုပ်အောင်အဝိဇ္ဇာကိုဖယ်ရအဝိဇ္ဇာဖယ်တာဟာမှန်မြင်လာတာဖုံးကွယ်ထားတာတွေအကုန်လုံးဖြုတ်ဖယ်ရှားပြစ်လိုက်တဲ့အခါမှာရှင်းရှင်းလင်းလင်းကြီးအမှန်သိသွားတယ်အဲ့ဒါအဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားတယ်ပေါ့နော်အဝိဇ္ဇာကိုဖယ်လိုက်တဲ့အခါမှာအသိဉာဏ်ရအဲ့ဒီအသိဉာဏ်နဲ့ကြည့်တဲ့အခါကျတော့အမှန်တရားကိုတွေ့တယ်ကမ္မထာအထုတ်တာဘာလို့အထုတ်တာတော့အမှန်တွေ့ကိုအထုတ်တာကိုအထုတ်တာကိုအမှန်တွေ့လားမတွေ့လားဒါကိုအဓိကထားကမ္မထာအထုတ်လို့စိတ်ပြီးငြိမ်နေတယ်ရှင်းနေနေတယ်ဆိုတာတဏှာလာနေကြတာပဲအဲ့ဒါနော်ယတုကိုယတုမှမသိဘူးမပွေးကိုကပိုက်ပိုက်တဲ့ဆာအဲ့ဒါပြောခေါ်တာပဲသူကအလုံးသိဝေ့တယ်အလုံးပန်းတ်တယ်ကိုချိုးစီပွားလို့ထင်အောင်လုပ်ထားတယ်အဲကြောင့်အဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာရှင်းပြရတာသူတို့နှုတ်ခုစလုံးကလေးကဖယ်ရတယ်သူတို့တခါတည်းနဲ့မပြောက်ဘူးဆိုလိုတာကဆေးကိုလေးခွက်တိုက်မှပြောက်တယ်ဟာတစ်ခွက်တည်းနဲ့မရဘူးသောတပတိပဲနဲ့အပြော့တော်လို့ရတယ်တဂရကပိပဲနဲ့အပြော့တော်လို့ရတယ်အနာကပိနဲ့ပဲနဲ့နော်ရှေ့ပိုင်းကြီးမားတဲ့အဆင့်တွေကိုဖယ်ရှားပြတယ်ရတပည့်တဲ့ကြတော့ကျွမ်းကြံရှောင်ဖယ်ရှားပြတယ်ဒါတော့သမယဟနာပုဂ္ဂိုလ်မှာဝါဒနာဆိုတာလေးချက်ရတယ်လောဘရဲ့စရိုက်တွေ့တာမှုရဲ့ဝါဒနာလေးချက်ရတယ်ဖျားကလွှဲရင်ကျတဲ့ပုဂ္ဂိုလ်ရဲ့ဝါဒနာဆိုတာကိရိတာရဲ့အရှိန်တတ္တိလေးဖိယပလင်းနဲ့ဖိယတွေကိုသုံးပြလိုက်ပြီပဲလို့အနတ်လေးကြံသေးတယ်နော်
ငံပြရေးပလင်းနဲ့ငံပြရေးတွေသုံးပြလိုက်တယ်အနတ်လေးတော့ချမ်းသေးတယ်အဲ့တော့ကိုယ်တတ်တော်ရှိတဲ့ကိလေသာတွေကိုရှင်းပြလိုက်တယ်အနတ်လေးချမ်းနေတယ်အဲ့ဒါဝါဒနာလို့ခေါ်တယ်နော်ဝါဒနာဆိုတာအနတ်တက်ကလေးချမ်းနေတဲ့ကိလေသာရဲ့တတ္တိလို့ဒီလိုတွေပဲသူရဲ့တတ္တိလေးချမ်းနေတယ်ယဟနာပုဂ္ဂိုလ်တော်မှာပဲဝါဒနာမပယ်နိုင်တော့မဟာယာနကိုင်နေရယဟနာမှာကိလေသာမကုန်သေးဘူးလို့တော့ပြောချင်တာသူတို့ကမဟုတ်ဘူးဝါဒနာပါဖယ်နိုင်တာတော့သစ္စာဖြစ်အပ်ပါပဲရှိတယ်ချက်တဲ့ပုဂ္ဂိုလ်တွေကဝါဒနာတော့ချမ်းတယ်သို့တော့အဲ့ဒီဝါဒနာဟာအရက်ဆိုရင်မူလောက်အောင်မဟုတ်တော့ဘူးပေါ့လေနော်နတ်လေးရတော့မူမှမဟုတ်ဘူးပေါ့အဲ့ဒါတို့ဆိုလို့ရပေါ့ဒါကြောင့်မြတ်စွာဘုရားဒီတရားကတဏှာသင်္ခယဝိဗုဒ္ဓတဏှာကုန်းသွားတဲ့နိဗ္ဗာန်ကိုအာယုံပြုလိုက်မှလွတ်သွားတဲ့နောက်ဆုံးလွတ်မြောက်မှုနောက်ထပ်ပြန်ပြီးတော့လွတ်เสียမရှိတော့နောက်တာအပြီးသက်ပဲအပြီးသက်ပဲအလုံးရဲ့ထွတ်ထရောက်သွားတဲ့ကျင့်စဉ်အဲ့ဒီမှာသီလဝိတ္တုစေတဝိတ္တုရှေ့ပိုင်းကသင်ယူမှတ်သားခြင်းဒီအစစ်တွေကိုကြော်လိုက်ပြီးတဲ့အခါမှာထေတိဝိတ္တုစခန်းကနေစလိုက်တယ်သဗ္ဗေဓမ္မာနာလပိတိဝေဒာယကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တရားပဲဖြစ်ဖြစ်နန္တရားပဲဖြစ်ဖြစ်ဖေတရားပဲဖြစ်ဖြစ်ငါဟာငါပိုင်နေငါလို့တွေးထင်မှတ်သားထားဖို့မသိတဲ့တရားတွေဖြစ်တယ်မသိဘူးဆိုတာမလုံးနဲ့လို့ပြောတာကိုယ့်ဟာလို့မထင်လိုက်နဲ့မထင်နဲ့အဲ့ဒီအထင်ရှိရင်သိမထားနဲ့လို့ပြောဒီအထင်ကိုဖယ်ရှားပြဒီဖယ်ရှားတဲ့အဆင့်ကိုလည်းဘယ်တော့ခဲနေလဲလူတိုင်းဟာဖယ်ဖို့ဆိုတာလွယ်နေဖယ်လို့မရဘူးဒါအဲ့ဒါကြောင့်အဲ့ဒီလိုပထမဖယ်ရမယ်တဘာဝဓမ္မကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တရားနတ်တရားခန္ဓာ၅ပါးအာရဏ7ပါးဓာတ်18ပါးဆိုတဲ့ထိတဘာဝတရားတွေကိုငါဟာလို့ဘယ်တော့မှမတွေ့နဲ့တွေ့မထားနဲ့ဘာကြောင့်တွေ့မထားတဲ့တော့ဆိုတာကိုထင်ထားတဲ့အတိုင်းတစ်ခုမှမဟုတ်လို့အတုရောက်နေတာဖြစ်နေလို့မင်းဒုက္ခရောက်လိမ့်မယ်နန္တိသမုဒယဒုက္ခသမုဒယောပြဿနာတွေအများကြီးတက်လာလိမ့်မယ်တွေ့တာမှုကြောင့်ပြဿနာမျိုးစုံတက်လာလိမ့်မယ်ဒုက္ခမျိုးစုံတက်လာလိမ့်မယ်ဒါကြောင့်သူ့ကိုလက်မခံနဲ့လို့ပြောတယ်ဒီမှားနေတဲ့အတွေ့ကိုဖယ်လိုက်မှားနေတဲ့အတွေ့ကိုဖယ်ပြီးတော့အမှန်သိအောင်ကြိုးစားဖို့အတွက်တော့ဆက်ပြီးတော့မြတ်စွာဘုရားပြီးတာသောတပ္ပဓမ္မပိသနာတိသဗ္ဗေဓမ္မတရားအလုံးဆိုတာယုံနာကိုပြောတာဒုက္ခသစ္စာကိုပြောတာခန္ဓာ၅ပါးကိုပြောတာအာရဏ7ပါးကိုပြောတာအဲ့ဒီသဗ္ဗဓမ္မကိုအပိသနာတိတမန်တိယုတိစေမဟုတ်ဖဲနဲ့သူ့ရဲ့တဘာဝအတိုင်းသိတာညာတပညာလို့ခေါ်တယ်နော်ရှုပ်ကိုယုတ်အနေနဲ့ပဲသိတယ်နာငုံနာနဲ့ရှုပ်ကိုငါလို့ထင်နေတယ်ငါလို့ထင်တာဒါအမှားတဲ့အသိပဲသူတို့အလို့ထင်နေတာမှားတဲ့အသိပဲရှုပ်ကိုယုတ်လို့ပဲသိနာငုံနာလို့ပဲသိသူ့တဘာဝရှိတယ်သူ့မှာလက္ခဏာတွေရှိတယ်လေအမှတ်သားလက္ခဏာတွေရှိတယ်အဲ့ဒီအမှတ်သားလက္ခဏာအတိုင်းသိရမယ့်ယုတ်တိနန္ဒီကိုသိတယ်လို့ပြောအဲ့ဒါသိအောင်လုပ်လို့ပြောတာပဲဗျာသောတပ္ပဓမ္မအပိသနာတိညတပရိညာနဲ့သိတယ်ဒီတရားတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဒီလိုသိပြီးတဲ့အခါတပ္ပဓမ္မဘိညာယအဲ့ဒီရှုံးတဲ့တရားသင်္ခါရတရားတွေကိုသိရှိပြီးတဲ့အခါမှာတပ္ပဓမ္မပရိစ္ဆာနာတိပရိစ္ဆာနာတိကြတော့အခုပြောတာတော့သာမဉ္ဇလက္ခဏာလို့ခေါ်တယ်အလုံးနဲ့ဆိုင်တဲ့ universal characteristic universal characteristics ဆိုတာဝတရားမှန်သမျှသည်ဖြစ်လာပြီးတဲ့နောက်ယတ္တပြီးမနေဘူးပြတ်သွားတယ်ဒါသူ့ရဲ့ characteristic နေကြီးဟာထွက်လာတယ်ပြီးဝင်သွားမှာပဲနော်သူဟာမွေးလာတယ်ပြီးသိသွားမှာပဲ
ပန်းနေပွင့်လာရင်ပြီးကျွေးတော့မှာတတိတွေတီးလာရင်ပြီးမဲ့ပုံမှာပဲအားလုံးဟာဆုံးသက်ရှိတယ်လေဆုံးမတတ်တာတခုမှမရှိဘူးလောကကြီးမှာအားလုံးဟာအပြည့်တတ်တွေရှိတယ်အပြည့်တတ်မရှိခင်လူတွေထင်ရာထူးကြီးကြီးရထားတဲ့ပုဂ္ဂိုလ်ကလည်းရာထူးကထွက်ရတယ်ဆိုရှိတာပဲအဲ့ဒါများဆိုချမ်းသာတဲ့သူကလည်းအလုံးထားခဲ့ရတယ်ဆိုနေရှိတာပျော်ရွှင်ရတဲ့အချိန်တွေကလည်းနောက်ဆုံးမရှိခုကြည့်လေ1384ခုကုန်သွားပြီလေကုန်သွားပြီတော့1385ဆိုတဲ့မှတ်တိုင်တစ်ခုရောက်လာဒါပြီးတော့တာပဲလေပြီးတော့ရင်နောက်တစ်ခုလာပြန်ဒီနောက်တစ်ခုလည်းပြီးအောင်မှာပဲအဲ့တော့ဘယ်ရမှာယတ္တနေတာမဟုတ်ဘူးလို့သိတာကိုပရိစ္ဆာတိသောထုတပ္ပန္ဓမ္မရှုံဏတရားအလုံးကိုအပိညာယသူ့တဘာဝအတိုင်းအမှန်တရားအတိုင်းသိရှိနာလဲပြီးတဲ့နောက်မှာတပ္ပန္ဓမ္မရှုပ်တရားနန္တရားခန္ဓာမှာရှိတဲ့တဘာဝအစစ်မှန်တရားတွေကိုပရိစ္ဆာနာတိဘယ်ဟာမှမပြေဘူးအလုံးဟာစိတ်ပြည့်စရာကောင်းတယ်အလုံးဟာကိုလုံးနိုင်တာတခုမှမရှိဘူးဆိုတဲ့အဓိကကတော့အနိစ္စအဓိကပါနော်အနိစ္စမြင်ကြတာတွေမြင်သွားတယ်တော့အလုံးဟာအပြည့်သက်ရှိတယ်ဆိုတာဒီလိုသိတာကိုပရိစ္ဆာနာတိလို့ခေါ်တယ်ဒါကိုပရိညာသုံးပါးနဲ့ပြောတော့တိရဏပရိညာမမြဲဘူးဆိုတာသူသိတာဆုံးဖြတ်တာစိတ်ထဲဘယ်ရမှမမြဲဘူးအစာရှိရင်ဆုံးရှိမယ်အသက်ရှိရင်ကြာရှိမယ်ဒီသဘောတရားကြီးနော်ဝင်လာရင်ထွက်ရမယ်အဝင်ရှိရင်ထွက်ရှိတယ်ဟောတခုအလုံးဟာဘယ်မှပြီးတယ်မဟုတ်အလုံးဟာတော်နေမှာပဲအဲ့ဒီသဘောကိုသိတာကိုပရိစ္ဆာနာတိပိုင်းခြားသိတယ်ဒီအသိနှစ်ခုအဘိဆာနာတိကခါတိုင်းသိတာနဲ့မတူတဲ့ထူးခြားတဲ့အသိနဲ့သိတယ်ညာတပရိညာပရိစ္ဆာနာတိပိုင်းခြားသိတယ်သို့မဟုတ်ပရိစ္ဆာနာတိတဘာဝကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာသူ့ရဲ့အနေထားတိုင်းပိုင်းနိုင်သိတယ်အနေစာလို့သိတာအဲ့ဒါအတိရဏပရိညာလို့ခေါ်တယ်အဲ့ဒီပရိညာနှစ်ပါးကိုမြတ်စွာဘုရားကစကလုံးလေးဝါကြလေးတစ်ခုနဲ့ပြောထားနော်အကြလေးတစ်ခုနဲ့ပြောတာဒါနားလည်ပြီးတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာလေအဲ့ဒီချင်းနေတယ်အနတ္တလက္ခဏာတော့ဣတမမနေသောဟာမတုဝိနမေသောအတ္တတိသမ္မာပညာယထထပံဆိုအနေသဗ္ဗေဓမ္မနာလာပိဋိဝေဒယတူတူပဲနော်ယုတ်တရားကိုငါဖြစ်မှုဆိုတာလေးတည်းမတွေ့နဲ့ငါဟာလည်းမဟုတ်ဘူးငါရဲ့ဖြစ်မှုလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့မှန်ကန်တဲ့အသိဉာဏ်နဲ့မပါလို့ဆိုတာအဲ့ဒီအနတ္တလက္ခဏာတော့ပါတယ်အဲ့ဒီစကားတဲ့သဗ္ဗဓမ္မဘိသနာတိနဲ့ထူတူပဲသဗ္ဗဓမ္မနာလာပိဋိဝေဒနဲ့ထူတူပဲအဲ့ဒါတို့သိတော့ပါဖြစ်တော့ရူပတ္တမိတ်ပိနိဗ္ဗိတတိအဲ့ဒါဝိပဿနာဖြစ်တယ်နော်အိစ္ဆဒုက္ခအနတ္တမြင်ပြီးတော့ဝိပဿနာဉာဏ်နဲ့နိဗ္ဗိတတိဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ဝိပဿနာအကြောင်းကိုပြောပြတာဗျာနိဗ္ဗိနံဝိရစတိညီကိုပါများရင်တွေ့တာမှုပြတ်သွားလိမ့်မယ်အဲ့ဒါ message ဖြစ်တာပြောတာနော်ဝိရာဂဝိဘုစတိအဲ့ဒါဖြစ်ပြီးမင်းလွတ်ပြီးတဏသင်္ခယဝိဗုဒ္ဓလမ်းစဉ်ကိုအနတ္တလက္ခဏာတုတ်မှလည်းပဲစကလုံးကျင်းချင်းလေးနဲ့ဟောတာသမ္မာပညာယထထပံကျင့်ဘာဖြစ်လဲနိဗ္ဗိနတိညီငွေပဲညီငွေရင်ဘာဖြစ်လဲဝိရစတိတွေ့တာမှုမရှိတော့တွေ့တာမှုမရှိရင်ဘာဖြစ်ဝိဘုစတိလို့မယ်တူတူပဲမြတ်စွာဘုရားဟောတာဘယ်နေရာဖြစ်ဖြစ်ဒီတိုင်းကြီးပဲစကလုံးကျင့်ချင်းလေးဟောတာအခုလည်းကြည့်သဗ္ဗံဓမ္မံပရိညာယအဲ့ဒီလိုအနိစ္စဒုက္ခအနတ္တလို့သိပြီးရင်ရှင်မောက္ကလံကိုကမ္မထာအလုပ်ပေးတာဒီမှာသို့မဟုတ်တရားမင်းကြီးကိုဟောလိုက်တာသူတို့က
ညံထက်တဲ့ပုဂ္ဂိုလ်တွေမို့ဘာကိုခေါ်လိုက်တော့ဝေဒနာနုပတနာဝေဒနာကမ္မထာကိုပေးလိုက်တာသိရမှာတော့ယုတ်တိရောနာနေရောတရားတွေသိရမှာပဲကိုယ်တဏ္ဍာမှာဖြစ်တဲ့ထဲမှာအဲ့ဒီမှာအထီးကတိကြတော့လမ်းကြောင်းပြောက်တစ်ခုပေးလိုက်ပြီတပ္ပံဓမ္မအဖိပရိညာရတယ်အလုံးဟာဘယ်မှမမြဲဘူးဆိုတဲ့အသိရှိပြီးတဲ့နောက်မှာတဲ့ယံကိဉ္စီဝေဒနာဝိထယတိဒုက္ခဝါဒုက္ခဝါအဒုက္ခမဒုက္ခမင်းတဏ္ဍာမှာစိတ်ခံစားချက်တွေအမျိုးမျိုးရှိနေမယ်ကျင့်တဲ့စိတ်ခံစားချက်မကျင့်တဲ့စိတ်ခံစားချက်ကျင့်မှုမကျင့်မှုမထင်ရှားတဲ့စိတ်ခံစားချက်လူတိုင်းဟာစိတ်ဖြစ်ရင်ခံစားချက်ပါတာကြီးပဲအာယုံကြည့်ပြီးတော့စိတ်ခံစားမှုဆိုဖြစ်တယ်ခံလို့ကောင်းတာဒုက္ခခံလို့မကောင်းရင်ဒုက္ခကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးသိမထင်ရှားရင်အဒုက္ခမဒုက္ခစိတ်ခံစားချက်ကပေါ်လာတာပဲဘာမြင်လိုက်ပန်းလေးမြင်လိုက်အော်လှတယ်ဆိုရင်စိတ်ထဲမှာပြောက်တာဒုက္ခအော်ဒီပန်းလည်းကိုယ်ကနိုင်လိုက်တာမလှတော့ဒုက္ခအဲ့လိုမဟုတ်ဘဲနဲ့တာမန်စိတ်ခံစားမှုဖြစ်အဒုက္ခမဒုက္ခထင်ရှားတာနဲ့မထင်ရှားဒါပဲရှိစိတ်ခံစားမှုဆိုတာစိတ်နဲ့အာယုန်နဲ့တွေ့ရင်ခံစားမှုကလာကိုလာတယ်မလာဘူးမရှိဘူးနော်မလာနေပြီမဲ့လို့ကိုမသိတာအဲ့ဒါကိုစောင့်ကြည့်ခိုင်းတာသိနေဖို့လို့တယ်အဲ့တော့ကမ္မထာထုတ်တယ်ဆိုတာပြောရမယ်ဆိုရင်စောင့်ကြည့်တဲ့အလုပ်ပဲဘာကိုစောင့်ကြည့်တာလို့ဆိုကိုယ်တဏ္ဍာမှာဖြစ်နေတာကိုစောင့်ကြည့်တာနော်အဲ့ဒီသဘောကိုနားလည်ဖို့လို့တယ်ပေါ့အဲ့ဒီမှာတရားမင်းကြီးနဲ့ရှင်မောက္ကလန်ကိုမြတ်စွာဘုရားဝေဒနာကမ္မထာဟောမှာခုဟာတဏသင်္ခရာစွာအာလုံးနဲ့ချုပ်ထားပြီးတော့ကမ္မထာအာယုတစ်ခုပေးလိုက်တယ်ကဲဟုတ်ပြီအာလုံးသိပြီလို့ရှင်စိတ်ခံစားချက်ပေါ်အာယုစိုက်လိုက်နော်စိတ်ခံစားချက်ပေါ်မှာအာယုစိုက်လိုက်စိတ်ခံစားချက်ပေါ်မှာစိတ်ထဲမှာဖြစ်လာတဲ့ခံစားခြင်းမခံစားခြင်းခြားမြို့မြည်မသိခံစားချက်အဲ့ဒီခံစားချက်မှန်သမျှဘယ်ဟာပေါ်တဲ့ဝိပဿနာရှုဖို့တောတာတုဝေဒနာတုအနိစ္စနုပတိဝေရတိအဲ့ခံစားချက်တွေပေါ်မှာမင်းအနိစ္စလို့ရှုပြီးနေတဲ့ဟာဒါဝိပဿနာလုပ်ပေးတာပဲခံစားချက်တွေကိုဒီတိုင်းလွတ်မပြစ်လိုက်နဲ့ခံစားချက်ပေါ်လာတာနဲ့တပြိုင်နက်အဲ့ဒီခံစားချက်ဟာမမြဲဘူးဖြစ်လာတာလည်းသိရပဲပြတ်သွားတာလည်းသိရမမြဲဘူးဆိုတာဖြစ်လာတာသိလိုက်တယ်ပြတ်သွားတာလည်းသိလိုက်တယ်သူမမြဲဘူးဆိုတာတော့သိမမဲ့အခုနေကြီးထွက်လာတယ်ဒါဖြစ်လာနေကြီးရွေ့နေတာမသိဘူးလေတတိထားကြည့်ရင်ဩစောစောအားနဲ့မတူပါလားဒီထွက်တာကိုကြည့်လိုက်ရင်ရိပ်နဲ့တက်လာတာပဲလေနေဝင်တာဆိုလဲသွားနေတာပဲဒါပေမဲ့ကိုသိတာမသိဘူးအဲကြောင့်တတိစာမနမအကြီးနေတယ်မဟုတ်ဘူးကိုခန္ဓာကိုယ်ပါရှိတာပဲသွားနေတာပဲရွှေ့နေတာပဲတခုမှရပ်နေတာမရှိဘူးအဲ့ဒီဖြစ်ပြီးတော့ပျောက်ကွယ်လာတယ်မဖြစ်ခင်ကလည်းရှိမနေဘူးဖြစ်ပြီးတော့လည်းပျောက်ကွယ်လာတယ်ခုနက9နာရီလောက်ကစီတွေပေါင်းတွေတီးလိုက်တယ်အဲ့ဒီစီးတဲ့မောင်းတဲ့နေရာအခုပဲနာရောက်နေချတော့ဆိုငါကစီးတယ်ဗတိတန်ရှိနေမဟုတ်ဘူးမောင်းတယ်ဗတိတန်နေရှိနေတာမဟုတ်ဘူးထုံးနဲ့စီမျက်နာနဲ့မောင်းနဲ့တွေ့တဲ့အခါဗတိတန်ပေါ်လာပြီးတော့လေကြောက်သွားကြတယ်ဘယ်နှတော့ပုံနေကြတော့မရှိဘူးအဲ့ဒါအနိစ္စဆိုတာအဲ့ဒီသဘောကိုပြောတာအနိစ္စဆိုတာမရှိတဲ့နေရာကလာတယ်မရှိတဲ့နေရာရောက်သွားတယ်မသိရမယ့်နေရာရောက်သွားတယ်လုံးဝပြောက်သွားတာနော်1384ခုနှစ်ကုန်သွားတဲ့ဆိုလုံးဝပြောက်သွားတာလုံးဝပြောက်သွားတာဒါရွေ့လာတာဒီအရွေ့ကြီးကိုသိနေဖို့လို့လည်းပေါ့ရွေ့နေတာအဲ့ဒီပေါ်လာပြီးတော့ပြောက်သွားတဲ့အရွေ့အခုဒီနေ့85စပြီဒါစနေတာစတာရွေ့နေတာပဲနေ့ဖြင့်ငါဆို2ရက်ဖြစ်သွားတယ်ဒီဘက်က3ရက်ဖြစ်သွားပြီ
တနေ့မှာ365ရက်ရှိတဲ့ထဲမှာတနေ့ကုန်သွားတာပဲလေခုံကြော်ပြီးသွားတာမဟုတ်ဘူးအဲ့ဒီအရွေသဘောတွေကိုအလုံးပေါ်မှာတင်ကြည့်လိုက်ဒီပန်းလေးတွေဟာလန်ဆန်းဆန်းလာပါရှိရွေနေအဆိုးဘက်ကိုရွေအဲ့ဒီအဆိုးဘက်ရွေတာကိုဝိပရိနာမလို့ခေါ်တယ်ရှုပ်ပြက်ဆင်းပြက်ပြောင်းသွားတာလူတွေကရောမွေးလာတဲ့ကလေးတွေကနုဖတ်လေးတနေ့သားအရွေတွေလေရွှေ့လာလိုက်တယ်နောက်ဆုံးမှာသွားကြိုးပကြိုးဆမ်းဖြူသွားကြိုးခါကုန်မျက်စိပုံအဲ့ဒီပဲရောက်သွားတာပဲလေအဲ့ဒါကိုဝိပရိနာမလို့ခေါ်တယ်ကျမ်းလာပြီးတော့ပြတ်သွားတတိတွေရွေ့လာအလို့ရောက်ထုတွေရွေ့နေတာအဲ့ဒါကိုပြောတာဓာတုဝေဒနာတုအနိစ္စနုပတိမဖြစ်ခင်ကလည်းရှိနေတာမဟုတ်ဘူးဖြစ်ပြီးတဲ့နောက်မှလည်းပဲပျောက်ကွယ်သွားတယ်ထာဝရပျောက်ကွယ်သွားတာပြန်ယူလို့မရဘူးထာဝရပျောက်ကွယ်သွားခြင်းပဲဖြစ်တယ်အဲ့ဒါကိုဝေဒနာကမ္မထာနဲ့ပေးတာအဲ့တော့ကိုနှစ်သက်ရဘယ်ဟာကိုရှုလို့ရတယ်ဥပမာကိုကပထဝီဓာတ်ကိုရှုတယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာရှိတဲ့မာတဲ့သဘောပြောတဲ့သဘောလေးဟာထာဝရမဟုတ်ဘူးပြောင်းလဲနေတယ်နော်ပျောက်သွားတယ်ဆိုတဲ့အမြင်တွေကိုယဉ်နေဖို့လိုတယ်ပေါ့သိဖို့လိုတယ်ပေါ့ရွေးရှားနေတယ်တချို့ဟာတွေကြတော့ကိုကပျောက်ပြီပဲလို့ပျောက်မှမသိဘူးလေရွေးနေပြီမဲ့ရွေးမှမသိဘူးမြေကြီးဟာစီးနေတဲ့အချိန်မြေကမ္မမှာတော့ထိုင်ပြီးတော့မြေကြီးနေစီးနေတယ်မြင်ရတယ်သို့တော့မျက်စိလေးပြန်ဖွင့်ကြည့်လိုက်ခဏရေးမရှိတော့ဘူးသို့တော့အလားတူဖြစ်တော့လူတွေဟာရေးရှိနာပဲလို့ထင်တယ်ခဏရေးမရှိတော့ဘူးဒါကြောင့်မို့သိပ္ပံဆရာတွေကပြောတာမင်းမြေထဲမှာရေးနှခါဆင်းချိုးလို့မရဘူးဆိုတဲ့သဘောကဒါအထိအနိစ္စသဘောကိုပြောတယ်မြတ်စွာဘုရားကသူတို့တဲ့တာရဟာပါလိမ့်မယ်ဆိုရှင်းတာနှခါချိုးလို့မရဘူးချိုးတဲ့လူကလည်းနှခါမဟုတ်ဘူးတစ်ယောက်တည်းမဟုတ်ဘူးဒီလူရဲ့ခန္ဓာကိုယ်ကလည်းရွေ့နေတာပဲနော်မြေကသာရွေ့တာမဟုတ်ဘူးအဲ့တော့မြေရွေ့တာကိုကြည့်ပြီးကိုယ်ခန္ဓာရွေ့တာလည်းသိချက်ချင်းကြီးတော့မသိနိုင်ဘူးလေဒါနော်ထူးခြားမှုကိုမြင်အောင်ကြည့်နိုင်မှသိမှဖြစ်တယ်ပထမတော့သင်ထားရွေ့တယ်ဆိုတာသင်ထားပြီးတော့အဲ့ဒါနဲ့တွေးဟုတ်လားတကယ်ရွေ့နေတာဟုတ်လားအဲ့ကြည့်လက်ခံနိုင်တဲ့အဆင့်ထိအောင်ကြည့်အဲ့ကြောင့်ကိုယ်တိုင်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်မှာတော့ဒီသင်ကြားချက်ကအရေးကြီးတယ်ဆိုတာအရေးကြီးတာပြောတာအဲ့ကြောင့်မို့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့လေဖြစ်ပြီးပြတ်သွားတာကိုသိရမယ်အဲ့ဒါသိရတယ်လို့အာယုံသိတဲ့စိတ်ကလေးဆိုတော့ပန်းလေးမြင်လိုက်တဲ့အခါပန်းလို့သိတဲ့စိတ်လေးကျွေးသွားပြတ်သွားပြီသူလေဖြစ်ပြီးပြတ်သွားတာပဲဘယ်ရပဲဖြစ်ပြီးဆိုင်ပြီးပြတ်သွားတယ်ဆိုအနိစ္စနုပတိကိုမြင်သမျှတွေပေါ်မှာဘယ်ဟာမှမမြဲဘူးရွှေ့ပြောင်းနေတာပဲလို့အနုပတိဆိုတာအချင်းချင်းထထကြည့်ပါလို့ပြောတာတခါလည်းကြည့်အောင်လည်းမမြင်ဘူးနော်တေချာလောက်ထကြည့်ဘာနဲ့ကြည့်ရမှာတော့ဆိုညာနေနာတတိယတတိဆိုင်ပြီးတော့ပညာနဲ့ကြည့်ရမှာမျက်လုံးကြီးပြုတ်ကြည့်လို့တော့မမြင်ဘူးမြင်လို့ရတဲ့ဟာရှိတယ်မမြင်ရတဲ့ဟာရှိတယ်နော်ဒီအရွေကိုမျက်လုံးနဲ့ကြည့်လို့မရဘူးအသိဉာဏ်နဲ့ပဲကြည့်လို့ပြောတာဒါအနုပတိအထက်ကြည့်ပါအနုပတိအချိန်မောင်များစွာကြည့် 1000 times no million times တန်ချီအောင်ကြည့်အဲ့လိုမှမကြည့်ပဲနဲ့သိတယ်ဆိုတာဖြစ်နိုင်ဘူးလေအဲ့ဒါအနိစ္စနုပတိဝိရတိဝိရာခာနုပတိဝိရတိအဲ့တော့အနိစ္စဆိုတာနှစ်ခုပြထားတယ်မမြဲဘူးဆိုတာပြောင်းလဲသွားတဲ့ခဏအနေနဲ့မမြဲတာလားထာဝရပြောက်ွယ်သွားတာလားနှစ်ခုရှိတယ်နော်ဝ
ထာဝရပြောက်ပဲသလားခရခဏလားထာဝရလားနောက်ဝိရကကင်းပြတ်သွားတယ်ကင်းပြောက်သွားတယ်ဆိုတာသူ့တဘာဝပြောက်ွယ်သွားတာအဲပြောက်ွယ်သွားမှုသည်ဒီခရဝိရကလားကုံသွားလို့ပြောက်သွားတာလားအချင်းစီလို့ပြောက်သွားတာအဲ့ဒါတခုအခု84ပြောက်သွားတာချင်းစီလို့ပြောက်သွားနော်ချင်းစီလို့ပြောက်သွားလူတွေရဲ့သင်္ကေတထဲမှာ4ကုန်သွားပြီ9ရောက်ပြီ85ရောက်ပြီအဲ့ဒါခရဝိရကအဲ့ဒီမှာအစ္ဆန္ဒဝိရကဆိုတာဘယ်တော့မှပြန်မလာတော့တာနိဗ္ဗာန်မှာရောက်သွားတဲ့ဟာကြတော့ဒါအစ္ဆန္ဒဝိရကမဉ္ဇဉ်နဲ့ကုန်သွားတာမဟုတ်သေးဘူးတဘာဝရကုန်သွားတာဖြစ်တယ်နေတရဏနော်နေတရဏနုပတိဖတ်မြောက်နိရောဓနုပတိနိရောဓနုပတိချုပ်သွားတယ်ချုပ်သွားတာလည်းပဲခရနိရောဓရှိတယ်သူအချိန်ကုန်လို့ချုပ်သွားတာတခုလုံးဝအကြောင်းနေကုန်သွားလို့အပြည့်သက်ချုပ်သွားတာတခုအပြည့်သက်ချုပ်တာကြတော့ဘယ်တည်းမှချုပ်လို့ရမယ်အခုကခဏချုပ်တာပြန်ပေါ်လာအောင်မယ်သူဆိုလို့ပြန်ပေါ်လာအောင်မယ်အဲ့ဒါခရနိရောဓပြန်မပေါ်တော့ဘူးအပြည့်သက်အဲ့ဒါကအစ္ဆန္ဒနိရောဓအဲ့တော့ဒီစကလုံးလေးတစ်လုံးစီရဲ့အထိပ္ပယ်ကိုမြတ်စွာဘုရားကဝိပဿနာကျင့်စဉ်ရှေ့ကဝိပဿနာကျင့်စဉ်နောက်ကမဲ့ရှေ့ကဝိပဿနာနောက်ကမဲ့အဲ့တော့ရှေ့ကပညာကဝိပဿနာပညာနောက်ကလာမဲ့ပညာကမဲ့ပညာမဲ့ပညာဆိုတာအထုတ်လို့မရဘူးမဲ့ဆိုတာဝိပဿနာနိတန္တာဝိပဿနာရဲ့အကျိုးဆက်ပဲဖြစ်တယ်အဲ့တော့ရှေ့ကမှမဖြစ်ရင်နောက်ကပါဖြစ်ဆက်ရှိတော့ဝိပဿနာကိုအထုတ်လိုက်တဲ့အခါရှေ့ပိုင်းမှာပြတ်တာကိုမြင်သွားတယ်ချုပ်သွားတာကိုမြင်တယ်နော်အဲ့ဒါပါအောင်မြင်တာတော့ဆိုခရနိရောဓအခိုက်တန့်ချုပ်သွားတာလေးပဲမြင်တယ်သူကပြန်လာအောင်အစ္ဆန္ဒနိရောဓကြတော့မဲ့နဲ့ကိလေသာတွေကိုပယ်လိုက်တဲ့အခါလုံးဝပြန်မလာတော့တာအဲ့ဒါကြတော့ပဲစိတ်ပေါ်ပြီးနိဗ္ဗာန်ကိုအာရုံပြုတယ်အဲ့ဒါကအစ္ဆန္ဒနိရောဓတို့ဆိုလို့တယ်နောက်ပဋိနိဒေခနုပတိဝိရဏနဲ့ပတ်သက်ပြီးတော့ဝိပဿနာဖြစ်တဲ့အခါမှာသူကပရိစ္ဆာကဝတ္တကနဲ့နော်ပရိစ္ဆာကဆိုဆုံးလူချင်းစာကဆိုတဲ့အဓိပ္ပာယ်ပဲပရိစ္ဆာကဆုံးလူချင်းပက္ခဏနာဆိုပြေဝင်ခြင်းနှစ်ခုပြထားတယ်ဆိုလိုတာကဝိပဿနာတရားအထုတ်ပြီးဆိုရင်ရှေ့ပိုင်းနောက်ပိုင်းဝိပဿနာဉာဏ်ကရှေ့ပိုင်းဒါမဂ္ဂင်၈ပါးနဲ့လို့တာရှေ့ပိုင်းကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီရှေ့ပိုင်းဟာအောင်မြင်ဖြစ်သွားလို့ရှိရင်နောက်ပိုင်းကိုမဲ့လို့ခေါ်တယ်နော်အဲ့ဒါကြီးညွှန်းတာနဲ့တူတယ်မိုးကုတ်ဆရာတော်ကြီးကရှေ့ကဖြစ်ပြနောက်ကမဲ့ဆိုတာအမှန်တော့ဖြစ်ပြသိနေတာကဝိပဿနာဖြစ်ပြကုံဆုံးသွားတာသိတာကုံဆုံးသွားတာကျတော့နိဗ္ဗာန်ပေါ့သူတို့ကဆက်တာလေအဲ့ဒီမှာအနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်ဆိုတာနှစ်ခုရှိတယ်ဝိပဿနာဉာဏ်ကအနုဘောဓဉာဏ်တဘာဝအတိုင်းသိလျော်စွာမှန်တိုင်းသိနေတာအနုဘောဓဉာဏ်အနုဘောဓဉာဏ်ရပြီဆိုမှပฏิဝေဒဉာဏ်လုံးဝထိုးထွင်းသိတဲ့ဉာဏ်ရတယ်အဲ့ဒါမဉာဏ်အဲ့တော့ဝိပဿနာဉာဏ်ကိုတိဆောက်ရမယ်ဝိပဿနာဉာဏ်တိဆောက်မှမဉာဏ်ဆိုရဝိပဿနာမလုပ်ဖဲမဉာဏ်မရဝိပဿနာမဉာဏ်ကလှုပ်တာမဟုတ်ဘူးရတာရရှိလာဆိုတော့အိမ်မောတက်တယ်၄ကတိနဲ့တက်တယ်သို့မဟုတ်ဓာတ်လိကနဲ့တက်တယ်နော်၄ကတိနဲ့တက်သွားလို့၄ကတိဆုံးလို့ရှိရင်ရောက်သွားအဲ့တော့၄ကတိတွေကဝိပဿနာ၄ကတိဆုံးလို့ရောက်သွားတဲ့နေရာကနိဗ္ဗာန်ပဲဓာတ်လိကနဲ့တက်လို့ရှိရင်ဓာတ်လိကနဲ့ဝင်လိုက်တယ်ဓာတ်လိကအမတင်သွားတယ် lift ပေါ့နော်ဟိုရောက်လို့တကားဖွင့်ပေးလိုက်ပြီးတော့
ကိုချစ်လန့်လိုက်ဝင်လိုက်တာအဲ့တော့ဓာလိကမတ်တင်သွားတယ်ဓာလိကဝိပဿနာဓာလိကတကပွင့်လို့ကိုဝင်လာရတာကနိဗ္ဗာန်အဲ့တိုင်းပဲမမထူဒီတိုင်းကြီးပဲကောင်းအဲ့တော့ရှောင်းအောင်ပို့ပေးတယ်ဓာလိကပို့ပေးအဲ့တော့ဝိပဿနာပို့ပေးဒါအောင်ကိုလောက်အောင်ဝိပဿနာပဲလောက်ဝိပဿနာပဲတော့အဲ့တော့ဝိပဿနာဉာဏ်ကနေပြီးတော့အလုံးတစ်ခုဒီမှာရှင်းပြတယ်ပဋိသင်္ခာနုပတိဆိုတာနဲ့ပတ်သက်ပြီးတော့ပဋိနိစ္စခာနုပတိနဲ့ပတ်သက်ပဋိနိစ္စခာဆိုတာဆုံးလို့ခြင်းပဲအဲ့ဒါကိုစကလုံးပြောင်းတဲ့အခါဝတ္တခနဲ့နိစ္စခအတိတ်ပဲတူတယ်အဲ့ဒါကိုခွဲလိုက်တဲ့အခါမှာပရိစ္ဆာခနဲ့ပက္ခန္တနာပရိစ္ဆာခဆိုတာဆုံးလို့ခြင်းပက္ခန္တနာကဝင်ရောက်ခြင်းရယူခြင်းဖယ်ရပဲဖြစ်ဆုံးလို့မှုနဲ့ရယူမှုနှစ်ခုသွားတယ်ခြေလမ်းတောင်မှလမ်းလျှောက်လာတဲ့ဆိုရင်ပထမခြေလမ်းကိုစွန့်မှဒုတိယခြေလမ်းရောက်တာမဟုတ်လားကိုယ့်ကိုစဉ်းစားကြည့်လေကတိဆိုရင်လည်းပထမလေကတိပေါ်နေပြီးမှဒုတိယလေကတိရောက်တာလေဒုတိယလေကတိပေါ်ခြေထောက်ကမြဲနေတယ်ဒုတိယပထမလေကတိပေါ်မှာခြေထောက်ကမကြွဘူးဆိုရင်ဒုတိယလေကတိရောက်ပါမယ်အဲ့တော့ပထမလေကတိကိုသူစွန့်လိုက်တာဒုတိယလေကတိပေါ်ရောက်လာတာဒုတိယလေကတိကိုစွန့်လိုက်တဲ့အခါမှာတတိယလေကတိပေါ်ရောက်လာအဲ့ဒီဘောပဲပရိစ္ဆာကဆိုတာစွန့်ပက္ခန္တနာဆိုတာရောက်လာစွန့်ခြင်းနဲ့ရောက်ခြင်းစွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုသွားတာအဲ့တော့ဝိပဿနာကဘာလို့တော့စွန့်လွတ်တာရယူတာဘာလို့နေပါစွန့်လွတ်တာဘာနဲ့စွန့်လွတ်တာသိညာနဲ့စဉ်းစားကြည့်တယ်ဝိပဿနာတရားအထုတ်လိုက်တဲ့အခါမှာဝိပဿနာဉာဏ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဝိပဿနာဉာဏ်ကမသိတာတွေကိုစွန့်လွတ်ပြီးတော့မန္တရားပေါ်မှာရှာယူလာတယ်အဲ့တော့မဉဏ်ကြတော့ဘာတွေကိုစွန့်လိုက်တာတော့ကိရိတာကိုစွန့်တယ်ကိရိတာကြောင့်ဖြစ်တဲ့ခန္ဓာကိုလည်းစွန့်လိုက်တာပြီးတဲ့အခါနိဗ္ဗာန်ကိုရယူတယ်စွန့်လွတ်ခြင်းနဲ့ရယူခြင်းအလုံးနှစ်ခုဒီဝိပဿနာဉာဏ်သည်တစ်ဖက်ကစွန့်လွတ်ပေးတယ်တစ်ဖက်ကရယူပေးတယ်နှစ်ခုသွားတာအဲ့ဒါကိုပရိစ္ဆာကပဋိနိစ္စကကိုဒီစွန့်လွတ်ခြင်းနဲ့ပရိစ္ဆာကနဲ့ပက္ခန္တနာဆိုပြီးတော့နှစ်ခုခွဲပြီးတော့ထက္ကရာဆရာတွေကဖွင့်တာမတမကောင်းပါတယ်ထက္ကရာဆရာတွေဖွင့်တာသဘောပေါက်အောင်ဖွင့်ပြတာအဲ့ဒီလိုလောက်ပါဆိုစကလုံးလေးကဘလောက်ပဲကျင်းပေမဲ့အလောက်ကမတမကြီးမာတဲ့ထားလေးကလောက်ရမယ့်အချိန်ကလည်းပဲတိုင်းတာအပြအကြီးပဲဝိပဿနာဆိုတာနိညာကြီးမရှိဘူးဒီတိုင်းပဲသွားတာအကုန်လုံးအာယုံပဲပြောင်းလို့ရတယ်တရားပဲပြောင်းလို့ရတယ်ဒုဋ္ဌာဒီတိုင်းပဲလုပ်အောင်တခဏပဲလုပ်အောင်မလားတချံတွင်နေဥပ္ပဆောင်လို့ဝိပဿနာဉာဏ်နဲ့ချိန်ပြစ်တာတိုက်သေးရောတွေအမိုက်တွေပုံသွားပြီပြန်ရောက်လာပြီဒီအမိုက်တွေရှုပ်ပြီးမှတစ်နှစ်မှတစ်ခါရှင်းလို့ကတော့နိုင်မှာမဟုတ်ဘူးတစ်နှစ်မှတစ်ခါရှင်းလို့အမြဲတမ်းရှင်းနေဖို့လိုတာပေါ့နော်တတိကတ်နေဖို့လိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားဒါလေးကိုအောင်ပြောမယ်ပြီးတော့မှဟောမယ်မြတ်စွာဘုရားဟောတာလေးကိုခုပြောပြတာနော်နောက်မြတ်စွာဘုရားဆက်ဟောတယ်သောတတုဝေဒနာတုအနိစ္စနုပတိဝိဟရန္တောတဲ့ခံစားချက်တွေပေါ်မှာအမြဲဘူးလို့သူရှုမှတ်နေရင်တဲ့ဝိရကနုပတိနော်ပျောက်ကင်းသွားတယ်လို့ရှုမှတ်နေရင်ချုပ်ဆုံးသွားတယ်လို့ရှုမှတ်နေရင်ဆွန့်လွတ်တယ်ရယူတယ်လို့ရှုမှတ်နေလို့ရှိရင်အကျိုးရလကပါတော့နာကိဉ္စီလောကေဥပတိယတိလောကမှာဘာကိုမှမတွေ့တာတော့အဲ့ဒါကြောင့်ပြတွေ့တာမှုကင်း၍လွတ်မြောက်ခြင်းစားရတာဗျနာကိဉ္စီလောကေဥပတိယတိဘာကိုမှသူမတွေ့တာတော့ကိုလည်းမတွေ့တာဘူးသူများလည်းမတွေ့တာဘူးပစ္စည်းကိုလည်းမတွေ့တာဘူးလောကမှာသူတွေ့တာစရာတစ်ခုမှမရှိတော့ပြောလို့ချင်တာတစ်ခုမှမရှိဘူးနတ်ကိဉ္စီလောကေဥပတိယတိစကားလုံးတစ်လုံးနဲ့ပဲပြောတာနော်မြတ်စွာဘုရားလောကမှာဘယ်ရကိုမှ
ငါဆိုတဲ့ငါလို့တွေ့တာတဲ့ငါလို့လည်းမမှတ်ယူတော့ဘူးငါဟာလို့လည်းမမှတ်ယူတော့ဘူးနော်အဲ့ဒီမှတ်ယူမှုပျောက်ကွယ်သွားတယ်မှတ်ယူပျောက်တော့ဘာဖြစ်သွားတော့ဆိုအနုပါတိယေနာပရိတတတိဘယ်တော့မှသူစိတ်ထဲမှာပူပန်မှုကြောင့်ကြမှုတွေမရှိတော့ကိုယ်အတွက်လည်းမကြောက်ကြဘူးသူများအတွက်လည်းမကြောက်ရဘူးကိုယ်အတွက်လည်းမပူပန်တော့ဘူးသူများအတွက်လည်းမပူပန်တော့သူစိတ်ထဲမှာဘာဆိုပါမှတွေ့တာထားတာမရှိဒါကြောင့်မို့အနုပါတိယေတွေ့တာမှုကင်းသွားလို့ရှိရင်နပရိတတတိဘယ်တော့မှတောင်းတမှာမဟုတ်တော့ဘူးဘယ်တော့မှပူလောင်တော့မှမဟုတ်ဘူးအဲ့ဒါမတောင်းတရင်မပူပန်ရင်ဘယ်လိုအကျိုးရမလို့ဆိုအပရိတတံပစ္စတယေဝပရိနိဗ္ဗာန်တည်တယ်မပူပန်မတောင်းတတော့ဘူးဆိုတာနဲ့ပဲအသီးသီးကိုယ့်ရင်ထဲမှာငြိမ့်သွားပြီဒါ individual life ကိုပြောတာပစ္စတဆိုတာသူလို့ရင်သူရမယ်ဒီရှင်ကိုလို့ရင်ကိုရမယ်တခြားလူတွေသွားငြိမ့်မှမဟုတ်ဘူးကိုယ့်ရင်မှာပဲငြိမ့်မှာသားရိသမီးတွေရှိတယ်အမေဖေကတရားရသွားလို့သားသမီးရမှာမဟုတ်ဘူးဒါပစ္စတံယေဝပရိနိဗ္ဗာန်အမွေပေးလို့လည်းမရဘူးဒါကြောင့်မို့ပစ္စတံယေဝ individual ကိုယ့်ရဲ့ရင်ထဲမှာပဲဖြစ်မယ်နော်ပြိဋိဘပူပန်မှုတွေအလုံးငြိမ့်သွားမယ်အဲ့ဒီကိုဆုံးသတ်ထားတာဖေ။ဝိပဿနာတရားကိုတဏှာသင်္ခယဝိမု ക്ത မှာမြတ်စွာဘုရားအဲ့တိုင်းဟောထားတာနော်အကြောင်းအကျိုးဆက်ဝိပဿနာအထုတ်ရင်ဘာဖြစ်မလဲနာကိဉ္စီလောကေဥပါတိယတိဘယ်မှမတွေ့တော့ဘူးဒါ message ဖြစ်တာမတွေ့တာရင်ဘာဖြစ်တော့နပရိတတတိမပူပန်တော့ဘူးမကြောက်ကြတော့ဘူးမပူပန်မကြောက်ကြရင်ဘာဖြစ်တော့ပစ္စတိညေဝပြိနိဗ္ဗာန်ကိုရင်ထဲမှာအေးသွားပြီဘယ်တော့မှစိတ်မချမ်းသာမှုစားhappy နေရဆိုးဆိုးမဆိုးဆိုးအများနဲ့ happy ပဲသူကနော်လောကမှာလူတွေက happy ကိုကြိုက်နေတာအများနဲ့ happy တာတော့အဲ့ဒါမှရနော်အဲ့ဒါတဏှာသင်္ခယဝိမု ക്ത တုတ်ကိုဒါဒီကုန်းချုပ်ပြီးတော့ပြောပြတာအဲ့ဒီမှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့သိအောင်နည်းနည်းထပ်ပြီးတော့ clarify ပေါ့ဝိပဿနာရှုွက်လေးတွေနဲ့ပတ်သက်ပြီးတော့တတိထားဖို့လေးတွေဝိသုဒ္ဓိ9ပါးပြောကြတယ်သို့တော့သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒီနှစ်ခုက foundation ချတာဒါချမယ် foundation အနေနဲ့ပဲသုံးတာသူက foundation ဒီဥပနိဒေယတတ္တိပဲအထောက်အကူဖြစ်တယ်သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိရင်လုပ်တယ်ဝိပဿနာဉာဏ်အစကဒိဋ္ဌိဝိသုဒ္ဓိပဲဖြစ်တယ်ဉာဏ်အစကဘာတော့ဆိုကိုယ်တဏ္ဍမှာရှိတဲ့ယုတ်ဒီနံဒီသူများတဏ္ဍမှာရှိတဲ့ယုတ်ဒီတန်ဒီအစ္ဆဒယုတ်ဒီပဟိတယုတ်ဒီတရှိတမဲ့အရာခတ်သိမ့်သည်အားလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးတရောလည်းမဟုတ်ဘူးတဘာဝတရားတသက်များတာဖြစ်တယ်လို့မြင်တာဟာဒိဋ္ဌိဝိသုဒ္ဓိဒီတရားတွေဟာဒီယုံနဲ့တရားတွေဟာသူ့အကြောင်းနဲ့သူမိတိပြီးတော့နေကြတာဘယ်ဟာမှအကြောင်းကင်းပြီးဖြစ်တာမဟုတ်ဘူးတစ်ပင်တစ်ပင်ယက်တည်နေတာကြည့်ပေါ့တစ်ပင်ဟာမြေကြီးရှိလို့ရတယ်ရေရှိလို့ယက်တည်တယ်မြေကြီးလည်းမရှိဘူးရေလည်းမရှိဘူးဆိုဒီတစ်ပင်ယက်တည်ပါမလားတစ်ပင်သိတာနဲ့တစ်ပင်ရဲ့အကြောင်းကိုသိသွားတယ်လူတွေလည်းဘဝမှာယက်တည်ပြီးတော့ရှင်သန်နေတယ်ဆိုတာအာဟာရနဲ့ဥဒုနဲ့အာဟာရအဲ့ဒါနဲ့ယက်တည်နေကြတာဥဒုအာဟာရခွင့်မသာဘူးအာဟာရမထောက်ပံ့မှုဆိုရင်လူတွေယက်တည်လို့မရတော့ဘဝမှာယက်တည်ရှင်သန်မှုမရှိတော့အဲ့ဒီလိုသဘာဝတရားကိုလည်းသိတယ်သဘာဝတရားရဲ့အကြောင်းကိုလည်းသိတယ်နော်အဲ့ဒီလိုသိလို့ရှိရင်ရှင်ထဲမှာတရားရှိတယ်ဆိုတဲ့အတွေ့အလာတော့သဘာဝတရားတသက်များတာဖြစ်တယ်လို့တွေးရင်ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်အကြောင်းတရားကြောင့်ဖြစ်တည်နေတာဖြစ်တယ်အကြောင်းကင်းပြီးတော့ဖြစ်တည်နေတာမရှိဘူးလို့သိရင်အကြောင်းနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တာမရှိတော့နော်
တန်တရားမဖြစ်ဘူးဆိုရင်ဘယ်လိုတန်တရားတွေဖြစ်တတ်တော့ဆိုငါရခင်အရင်ဘဝတော့ငါဖြစ်ခဲ့သလားနောက်ဘဝရောငါဖြစ်အောင်မလားအကြောင်းတရားသိတဲ့ပုဂ္ဂိုလ်ကအကြောင်းရှိရင်ဖြစ်မယ်အကြောင်းမရှိရင်မဖြစ်ဘူးသူခံယူသွားတယ်အဲ့တော့တန်တရားဆိုတာရှိတော့နော်ငါဖြစ်ခဲ့သလားအကြောင်းရှိရင်ဖြစ်မှာအကြောင်းမရှိရင်မဖြစ်ဘူးအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာရှိလို့သင်္ခါရဖြစ်တယ်အဝိဇ္ဇာမရှိရင်မဖြစ်ဘူးဒါနားလဲသွားတာနော်အဲ့ဒါအကြောင်းနဲ့အကျိုးဆိုလိုတာကဒိဋ္ဌိဝိတ္တုကဒုက္ခသစ္စာကိုနားလဲခြင်းပဲဖြစ်တယ်ကင်္ခာဝိတရဏဝိတ္တုဆိုတဲ့ဒုတိယဆင့်ကသမုဒိယသစ္စာကိုနားလဲခြင်းပဲဖြစ်တယ်အခုဒီပန်းလေးတွေအခုရယတ္တိနာပါကြောင်းနော်ဒီပန်းလေးတွေထိုးဆိုင်ထားတဲ့အောက်ကဖော်ရုံဒီလိုလန်းဆန်းနေတာရေးရဲ့ထောက်ပံ့ဖော်ရုံရဲ့ထောက်ပံ့နဲ့သူတို့ဒီလိုနေတာပြီးတော့လိမ္မာကဘာလို့ရတဲ့ဇဝဲရှိလို့ဇဝဲကဘာလို့ရတဲ့ဒီကြမ်းမြင့်ကြီးရှိလို့ကြမ်းမြင့်ကြီးကဘာလို့ရတော့မြေကြီးရှိလို့ဆင်းရဲမဲ့တော့ဒါမရှိရင်ဒါမရှိနိုင်ဘူးဒါရှိမှဒါရှိတယ်ဟုတ်လားမြတ်စွာဘုရားပရိစ္ဆေသောဘကိုခေါ်တဲ့အခါဣမတ္တမိတတိဣဒံဟောတိဣမတ္တုပါဒဣဒံဥပ္ပစ္စတိဒါရှိနေလို့ဒီဟာရှိရတာနေရှိနေလို့အလင်းအောင်ရှိတာနေကွက်သွားကြည့်မောင်းသွားပြီအလင်းအောင်မရှိတော့ဟုတ်တယ်မလားညဆိုရင်တရားစင်မိရှိနေရင်လင်းနေမှာပဲတရားစင်မိမရှိရင်မောင်းမိုက်သွားမှာပဲဒါရှိလို့ဒါရှိတာအလုံးဟာအကြောင်းတရားရဲ့ထောက်ပံ့မှုနဲ့ဒီလိုနေတာဆိုတော့ခိုင်မြဲတဲ့အရာဆိုတာဘာတစ်ခုမှမရှိဘူးအကြောင်းမရှိတာနဲ့အကုန်ပြောက်သွားတာဒီလင်းရောင်ကြီးကကြက်စီထိန်းတာလို့ရလားမရဘူး12နာရီကြော်လို့ရှိရင်အခုစပြီးတော့ဟိုဘက်12နာရီဆိုဖောင်းသွားပြီဒီမရှိတော့ဘူးဒီမရှိမှောင်ပါပဲအဲ့တော့ဒီလင်းဟာသူယတ္တိတာမဟုတ်ဘူးအကြောင်းတရားကိုအဲ့ဒါကိုရှုပ်တရားနတ်တရားနဲ့ပတ်သက်ပြီးတော့ကိုသိရမှာပါတော့နတကေနပရိနစာယရေကိုယ်တဏ္ဍမဖြစ်တဲ့စိတ်တွေဟာသူ့စွမ်းအားနဲ့သူရနေတာမဟုတ်ဘူးတဲ့နောပိတကေနပရိနဒိဋ္ဌိဖြစ်လာတာလဲကိုယ်အစွမ်းတတ္တိနဲ့ကိုဖြစ်တာမဟုတ်ဘူးယတ္တိနေတာလဲကိုယ်တတ္တိနဲ့ကိုယတ္တိနေတာမဟုတ်ဘူးအထောက်အကူနဲ့ယတ္တိနေတာထောက်ပံ့မရှိရင်လုံးဝမယတ္တိနိုင်ဘူးပဲရပဲဖြစ်ဖြစ်အဲ့တော့ကိုယ်အစွမ်းစားနဲ့ကိုဖြစ်တာလည်းမဟုတ်ဘူးကိုယ်အစွမ်းစားနဲ့ကိုယတ္တိနေတာလည်းမဟုတ်ဘူးပရတ္တမဝတ္တနုတိနောတခြားကအချောင်းတစ်ခုရဲ့အကူအညီနဲ့ဖြစ်နေကြတာဖြစ်လာတာလည်းအကူအညီကြောင့်ဖြစ်တာယတ္တိတာလည်းအကူအညီကြောင့်ယတ္တိနေတာစာယရိသင်္ခတအတ္တတုပ္ပလာသင်္ခါရတရားမှန်သမျှဟာဖြစ်လာတာပဲဖြစ်ဖြစ်ယတ္တိတာပဲဖြစ်ဖြစ်အတ္တတုပ္ပလာသူ့ကိုယ်ပိုင်ဆောင်ရွက်မှုအင်အားစလုံးဝမရှိဘူးကိုယ်အင်အားလုံးဝမရှိဘူးအဲ့တော့ကိုယ်ခန္ဓာကိုယ်လည်းစဉ်းစားကြည့်လိုက်နော်ပံ့ပိုးမှုတွေနဲ့ရနေကြတာပံ့ပိုးမှုတွေကံစိတ်ဥတုအာဟာရအကြောင်းလေးပါနဲ့ပံ့ပိုးထားလို့ဘဝမှာအသက်ရှင်တယ်ချိုးရင်းသွားလို့ရှိရင်ရှက်တည်လို့မရတော့ဘူးလေအကြောင်းပြောက်သွားရင်ပြောက်သွားတော့ဒါမှမဟုတ်ပရပိစယတော်ဆိုအဲ့ဒီတခြားအကြောင်းကြောင့်ဖြစ်လာရတာပရအာရမဏတော်သမုဋ္ဌိတာတခြားအကြောင်းကိုအကြောင်းပြုပြီးတော့ယတ္တိနေကြတာအာရမဏအာယုံဆိုတဲ့ပစ္စယအထောက်ပံ့ဆိုတာအဲ့ဒါတွေကိုမိပြုပြီးတော့အားလုံးဟာနော်ကိုယ်ပိုင်စွမ်းဆောင်မှုမဟုတ်ပဲနဲ့မိတီးပြီးတော့ယတ္တိနေကြရတယ်ရှုပ်တရားနတ်တရားတွေအားလုံးအကြောင်းတစ်ခုပေါ်မှာမိတီးယတ္တိနေကြတာအဲ့ဒါကိုဆိုတာအဲ့ဒီလိုသိသွားလို့ရှိရင်ဒိဋ္ဌိဝိတ္တုတွေနဲ့ကင်္ခာဝိတ္တနာဝိတ္တုတွေတန်တရားမရှိတော့ဘူးအကြောင်းနဲ့ပတ်သက်ပြီးတော့လွဲမှားတာမရှိတော့ဘူးအဲ့လိုဖြစ်လာအဲ့တော့ဝိပဿနာကိုအထုတ်ပုံအထုတ်နည်းတွေကဒါအဓိကပဲအဲ့ဒီအစဉ်ပြီးတော့ဉာဏ်စဉ်တက်သွားတာတွေကဉာဏ်စဉ်လေးအကြောင်းနည်းငယ်ပြပြဝိပဿနာစပြီးတော့ဖိကိနာတွေမလုပ်အောင်လေပြောတဲ့ထဲမှာတော့ပါသွားပါပြီဖိကိနာဒါပဲသိချပို့ပြီးတော့ clarify ထင်ရှားရှားဖြစ်အောင်ပြန်ပြောပြနော်ဝိပဿနာဆိုတဲ့ဒီပညာရကြီးကို
တိဆောက်ခြင်းနဲ့ဆိုလို့ရှိရင်တိဆောက်မဲ့နေရာကွင်းကိုရှာဘယ်မှာတိဆောက်ရမလဲဆိုရင်ဒုက္ခသစ္စာမှာတိဆောက်မယ်ယုတ်နံပေါ်မှာတိဆောက်မယ်ခန္ဓာ၅ပါးမှာတိဆောက်မယ်တိဆောက်ဆိုတာဒီဝိပဿနာဉာဏ်အဲ့ဒီပေါ်မှာပြုရမှာground မရှိရင်အပင်ဆိုတာမရှိဘူးလေနော်မြေကြီးရှိမှပြုလို့ရတာလေအဆောက်ကလည်းမြေကြီးရှိမှဆိုအဲ့တော့ဘယ်ပေါ်မှာရပ်မှလဲဘယ်ပေါ်မှာရပ်မှဆိုဝိပဿနာဉာဏ်ကိုတည်ထောင်ခြင်းလို့ရှိရင်ဘယ်မှာတည်ထောင်မှာဒုက္ခသစ္စာပေါ်မှာတည်ထောင်မရှိဘဲနဲ့သူလုပ်လို့မရဘူးလေသို့မဟုတ်ယုံ nant တရားပေါ်မှာတည်ထောင်သို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာတည်ထောင်သို့မဟုတ်အာရဏ7ပါးအဲ့ဒီခန္ဓာအာရဏယုံ nant ဒုက္ခသစ္စာဆိုဘယ်သွားရှာဘယ်မှာရှာနေကိုယ်စီမရှိနော်ပြည့်တာကိုယ်နဲ့ကိုယ်ပါဝင်ကျင်မှာအဲ့ဒါဒီပြည့်အဲ့ဒီပေါ်မှာဝိပဿနာကိုစပြိုးမယ်နော်သင်မယ်ဒီအကြောင်းတွေကိုသင်မယ်သင်ပြီးတဲ့အခါသီလလုံးညောင်းအောင်ထိမယ်ဒါအထောက်အကူဖြစ်ဖို့အတွက်ဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်အထောက်အကူဖြစ်ဖို့ဥပနိဒေယပစ္စည်းအနေနဲ့သီလပြီးရင်စိတ်တည်ငြိမ်မှုကြိုးစားသီလဝိတ္တုစိတ်ဓာတ်ဝိတ္တုဖြစ်ပြီးဆိုတဲ့အခါမှာကိုသိရမယ်အတိမှန်ကန်တဲ့အတိကိုထားတရဝဆိုတာမရှိဘူးယုံနဲ့နာအန္တိနှမျိုးပဲရှိတယ်ဆိုတော့အတိကိုထားပြီးလို့ရှိရင်ဝိပဿနာအလုပ်ကိုစတော့မယ်ဘယ်လိုစမလဲဒီဟိုတဲ့တိုင်ဝိတ္တုမဲ့မှာဝိပဿနာစလုပ်ပြီးဆိုရင်ဘယ်အစတော့ဆိုခုနအဲ့အခြေခံလေးပြီးတဲ့နောက်စတာကိုပြောတာနော်ဝိပဿနာစရှုပြီးဆိုရင်ဝိပဿနာယကလပသမတနာအာတိတဲ့ဝိပဿနာလုပ်ငန်းရဲ့အစသည်ရှုံးနာအလုံးကိုပေါင်းယုံပြီးတော့သုံးသပ်မှုဟာအစဖြစ်ပါတယ်အလုံးကိုခြုံပြီးတော့လုပ်ပထမယုတ်ကိုကုံခြုံလုပ်ရှုံးတဲ့နာနေအလုံးကိုခြုံပြီးတော့လုပ်ကလပသမတနာကလပဆိုတာအစုလိုက်သမတနာအသိဉာဏ်နဲ့ပုတ်တိုက်ပေးတာဆင်ញင်တာသုံးသပ်တာ consideration contemplation လို့ပြောတာနော်ရှုံးတဲ့နာကိုတစ်ခုချင်းမဟုတ်ဘူးပေါင်းလိုက်ပေါင်းပြီးတော့အလုံးဟာတူတူပဲဆိုတာကိုစုပြီးတော့ရှုရတယ်ဒါဝိပဿနာဆိုင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဋိသမီရမဲ့မှာပါဟောတာအတိဒါနာဂတပစ္စုပ္ပန္နနာဓမ္မနာသင်္ခိပိတဝဝဝဋ္ဌာနေပညာသမတတိညာနာသမတနာဉာဏ်ဆိုတာတဲ့ရှုပ်တည်နန္ဒီဟာအတိတ်ကယုတ်နာမဲ့ဖြစ်ဖြစ်နာကယုတ်နာမဲ့ဖြစ်ဖြစ်ပစ္စုပ္ပန်ယုတ်နာမဲ့ဖြစ်ဖြစ်အဲ့ဒါတွေကိုကိုပေါင်းပြီးတော့တူတူပဲဆိုပြီးတော့သုံးသပ်ပါအတိတ်နာကပစ္စုပ္ပန်အကုန်လုံးတူတူပဲမနေ့ကလည်းဒီယုတ်နာမဲ့ဒီနေ့လည်းဒီယုတ်နာမဲ့နေ့ဖြစ်အားလည်းဒီယုတ်နာမဲ့ဆိုတဲ့ဘယ်တုန်းကပဲဖြစ်ဖြစ်ဒါတွေကယုတ်နာမဲ့ဖြစ်တယ်မနေ့ကရှုံးနာဒီအားလုံးကိုစုပေါင်းပြီးတော့ပြောတာစုပေါင်းပြီးတော့ဘယ်အရာမှမမြဲဘူးလို့ဆင်ញင်သုံးသပ်ပါကျတော့ဆိုလိုတာကဝိပဿနာဉာဏ်စအတိတ်ကိုလည်းရှုရမယ်အနာဂတ်ကိုလည်းရှုရမယ်ပစ္စုပ္ပန်ကိုလည်းရှုရမယ်ဒါပြောတာ message ကဒါပဲတချို့ကြတော့အတိတ်မရှုကောင်းဘူးလို့အနာဂတ်မရှုရဘူးလို့ဝိပဿနာဆိုပစ္စုပ္ပန်ဆက်ဆက်ဆိုပြီးတော့ပြောကြတာတွေကလည်းရှိတယ်မဟုတ်လားသမထဉာဏ်အစဉ်မှာအလုံးရှုမနေ့ကဉာဏ်နဲ့မနေ့ကဖြစ်တဲ့ဟာတွေမနေ့ကကုံဆုံးခဲ့ပြီခုကနေ့ဖြစ်စေတွေကလည်းကုံဆုံးမယ်နာဂတ်မှာလည်းပဲဒီတိုင်းပဲအလုံးထိုနည်းတစ်ကောင်ထိုနည်းတစ်ကောင်ပဲအဲ့လိုပေါင်းစပ်ပြီးတော့ဆင်ញင်ရမယ်လို့ပြောတာအကုန်လုံးအဲ့လိုဆင်ញင်သုံးသပ်တာကိုသမထနာဉာဏ်လို့ခေါ်တယ်ဝိပဿနာဉာဏ်အစမှာပေါင်းပြီးတော့ဆင်ញင်ပါတဲ့အဲ့ဒီမှာဝေါဟာရနှစ်ခုရှိတယ်ကလာပသမတနာဆိုတဲ့ဝေါဟာရရဲ့နယဝိပဿနာဆိုတဲ့ဝေါဟာရကလာပသမတနာဆိုတဲ့အသုံးကတဲ့အိန္ဒိယနိုင်ငံသုံးဖြစ်တယ်စပုဒိပဝါတိလို့ပြောတာမြတ်စွာဘုရားပွင့်တဲ့ထိတာကဆရာတော်ကြီးတွေကျင့်နေတဲ့ပုဂ္ဂိုလ်တွေအ
သုံးနဲ့သုံးကကလပသမတနာပေါင်းယုံသုံးသက်ခြင်းရှုပ်တဲ့နာနေကိုပေါင်းယုံသုံးသက်ခြင်းမနေ့ကရုပ်ပဲဖြစ်ဖြစ်ဒီနေ့ရုပ်ပဲဖြစ်ဖြစ်နောက်လာမယ့်ရုပ်ပဲဖြစ်ဖြစ်ရုပ်ဆိုတာအလုံးတူတူပဲအနိစ္စကြီးပဲဒုက္ခကြီးပဲအနတ္တကြီးပဲပေါင်းယုံသုံးသက်တာလို့ပြောတာနော်အဲ့ဒီလိုပေါင်းယုံသုံးသက်တာကိုကလပသမနောက်တီဟိုကျွန်းကဆရာတော်တွေကတော့အဲ့ဒါကိုနယဝိပဿနာလို့ခေါ်တယ်နယဝိပဿနာဆိုတာမြတ်စွာဘုရားအနတ္တလက္ခဏာသုံးမှာဟောတဲ့တိုင်ရှံကိစီရူပံအတိဒနာအတ္တပစ္စုပ္ပန္နနော်ဣစ္ဆတဝဗိဓဝဆိုတဲ့ဟာတွေအကုန်လုံးပြောတာနော်ခိနဝပဏိတဝယတုရိတန္တိကေဝတော့အဲ့ဒီရှုပ်တည်ရှုံးမှန်သမျှဖေတုံးကအတိတ်ကရုပ်ပဲဖြစ်စေအနာဂတ်ရုပ်ပဲဖြစ်စေပစ္စုပန်ရုပ်ပဲဖြစ်စေနော်ဣစ္ဆဒရုပ်ပဲဖြစ်စေဗိဓာမှာရှိတဲ့ရုပ်ပဲဖြစ်စေဝေးတဲ့ရုပ်ပဲဖြစ်စေနီးတဲ့ရုပ်ပဲဖြစ်စေနော်ပြည့်မြတ်တဲ့ရုပ်ပဲဖြစ်စေအောက်တန်းကြတဲ့ရုပ်ပဲရှုံးမှန်သမျှ7မျိုးနဲ့ချီပြီးတော့ရုပ်မှန်သမျှအားလုံးအနိစ္စချီပဲအဲ့လိုပေါင်းယုံသုံးသပ်တာအဲ့တော့စပြီးတော့ဝိပဿနာလုပ်ပြီးဆိုရင်တွေးကြည့်ပေါ့ငါအခုဒီရုပ်ဖြစ်နေတာမနေ့ကလည်းဒီရုပ်ပဲဒီနေ့လည်းဒီရုပ်တွေဟာအတူတူပဲဒီရုပ်ပဲဆိုအတူတူပဲလို့ပြောတာရှုပ်သဘောအနေနဲ့အတူတူပဲမနေ့ကရုပ်ကဒီနေ့ရှိနေတာပြောတာမဟုတ်ဘူးနော်မနေ့ကရုပ်လည်းရုပ်ပဲနော်မနေ့တုန်းကရုပ်ပဲဖြစ်ဖြစ်ဒီနေ့ရုပ်ပဲဖြစ်ဖြစ်အားလုံးဟာပေါင်းထဲမှာစုလိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့လက္ခဏာသည်ပြောင်းလဲပျက်စီးခြင်းလက္ခဏာမှာရှိတယ်ဝေဒနာမှန်သမျှမနေ့ကဝေဒနာပဲဖြစ်ဖြစ်ခဏဝေဒနာပဲဖြစ်ဖြစ်နောက်ဖြစ်မဲ့ဝေဒနာပဲဖြစ်ဖြစ်အစ္ဆဒဝေဒနာပဲဖြစ်ဖြစ်ဗေဒကိုယ့်ရဲ့ခံစားချက်ပဲဖြစ်ဖြစ်သူခံစားချက်ပဲဖြစ်ဖြစ်သိတာတဲ့ဟာပဲဖြစ်ဖြစ်မသိတာတာပဲဖြစ်ဝေဒနာဆိုလို့ရှိရင်ဒီတိုင်းပဲခံစားတဲ့သဘောရှိတယ်ဒီလိုသုံးသပ်ပါလို့ပြောတာအလုံးအတူတူပဲဆိုတာကိုသုံးသပ်ပြတာအဲ့ဒါသမထနာနော်သမထနာနဲ့တူတူအဲ့ဒါတို့သုံးသပ်ပါများလာတာသုံးသပ်လို့ဖြစ်လာတဲ့အသိဉာဏ်တွေကိုသမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒီသမထနာဉာဏ်ပြီးတဲ့အခါမှာဥရိယပြဉာဏ်ကိုတက်တယ်တက်တဲ့ဆိုတာကိုယ့်ကိုခုန်တက်တာပြောတာမဟုတ်ဘူးအသိဉာဏ်ကတက်လာတာကိုပြောတာတခါတလေတချို့ပြောကြတယ်မို့လားတရားတွေပထမနာတော့နားမလဲဘူးဒီကနားလိုက်တော့နားလဲတာအဲ့လိုဉာဏ်တက်တာတော့ပြောတာသိဉာဏ်ဆိုတိုးတက်တာအဲ့ဒီမှာဥရိယပြဉာဏ်ကြတော့ဘာပြောပဋိသမိရမဲ့မှာရှင်းပြတာပစ္စုပ္ပန္နံဓမ္မနံဝိပရိနာမနုပတနာနုပတနိပညာဥရိယဘေယနုပတနိဉာဏံအဲ့ဒီမှာဥရိယဘေယဉာဏ်ကြတော့ပစ္စုပ္ပန်တရားသူကြတော့အတိတ်ကိုရှုစရာမဟုတ်တော့ဘူးအနာဂတ်ကိုလည်းရှုတာမဟုတ်ဘူးပစ္စုပန်ဆတ်ဆိုတာဥရိယဘေယဉာဏ်ကိုပြောတာနော်ပစ္စုပန်ကိုကြည့်အခုဖြစ်ခိုက်ကလေးတွေဟာပြောင်းလဲသွားတာကိုကြည့်ရကိုယ်စိတ်တွေကအခုဖြစ်ပြီးအခုပြောင်းသွားတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကအခုဖြစ်ပြီးအခုပြောင်းသွားတာဖြစ်တာကိုလည်းသိလိုက်တယ်ပြတ်တာကိုလည်းသိတယ်ဒါကြောင့်ပစ္စုပန်နာအကြောင်းကိုဆွဲ၍ဖြစ်လာတဲ့ရှုပ်တရားဖြစ်စေနန္တရားဖြစ်စေဝိပရိနာမနုပတ္တိပညာပြောင်းသွားတဲ့သဘောကိုကြည့်တာအဲ့တော့ဒီမှာပစ္စုပန်ဆိုတာဘယ်ပစ္စုပန်ကိုပြောတာတော့ဆိုလို့ရှိရင်ပစ္စုပန်ကလည်းအမျိုးမျိုးရှိတယ်ခဏပစ္စုပန်ဆိုဖြစ်ခိုက်ဒီနေရာမှာအဲ့ဒီဖြစ်ခိုက်ကိုသိဖို့ပြောတာမဟုတ်ဘူးအဲ့ဒါတော့မျိုးနဲ့ဖြစ်ခိုက်ပစ္စုပန်မဟုတ်ဘူးနော်ဥပမာမဲ့ဆိုရင်အခုအတန်တစ်ခုထုတ်လိုက်တယ်ကာလို့ပြောလိုက်ရင်ကာဆိုတဲ့အတန်လေးကြားတဲ့ခိုက်ဒါခဏပစ္စုပန်လို့ခေါ်တယ်နော်ကာကြီးပဲမနစ်လောက်ရွတ်နေမယ်ကာအဲ့ဒါတန်တတိပစ္စုပန်လို့ခေါ်တယ်အခုတရားဝဲ9နိုင်ရနေစားတယ်ခုချိန်ဒီမပြီးသေးဘူးမပြီးသေးတာတန်တတိပစ္စုပန်အဲ့ဒီပစ္စုပန်ကိုပြောတာအလုံးမှတ်တာပစ္စုပန်ကအမျိုးမျိုးရှိတယ်ခဏပစ္စုပန်ရှိတယ်ခဏပစ္စုပန်ဆိုခုဖြစ်ခုပြက်ခုသိတာမျိုး
အဲ့ဒါမျိုးကတော့အကုန်လုံးဖြစ်နိုင်ဘူးတဏ္ဍတိနဲ့ပဲမှတ်ရမယ်တဏ္ဍတိဆိုတာဖြစ်စဉ်တစ်ခုဖြစ်စဉ်တစ်ခုကမ္မထာထိုင်နေရင်ကမ္မထာထိုင်နေတဲ့ဖြစ်စဉ်တစ်ခုဟုတ်တယ်မလားထမင်းစားနေဖြစ်စဉ်တစ်ခုအိတ်နေရင်ဖြစ်စဉ်တစ်ခုစကားပြောနေရင်လည်းဖြစ်စဉ်တစ်ခုဒီကိစ္စတစ်ခုလုံးတာမပြီးသေးတာအဲ့ဒါဖြစ်စဉ်တဏ္ဍတိပစ္စုပန်လို့ခေါ်တယ်ခဏပစ္စုပန်တဏ္ဍတိပစ္စုပန်အတ္တပစ္စုပန်ဆိုအတိုင်းတာဘဝကံတတစ်ခုအဲ့လိုပစ္စုပန်เนี่ยမျိုးရှိတဲ့တည်းပဲခုဥရိယပြညာနဲ့ယူရမယ့်ပစ္စုပန်ကတော့တဏ္ဍတိပစ္စုပန်လို့ခေါ်တယ်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုဥပမာမဲ့မျက်စိကနေမြင်ပြီးတော့မြင်သိစိတ်တွေဖြစ်နေတယ်တခုတည်းဖြစ်တာမဟုတ်ဘူးအများကြီးဖြစ်မြင်တာကိုအကြောင်းပြုပြီးတော့မြင်သိစိတ်တွေဖြစ်နေအဲ့ဒီမြင်သိစိတ်တွေဖြစ်နေတာဝချီဒါတဏ္ဍတိပစ္စုပန်စိတ်ရဲ့ပြောင်းလဲနေမှုတွေကိုကြည့်ရမယ်အဲ့ဒါကိုပစ္စုပန်နာဓမ္မနာဖြစ်စဉ်တစ်ခုမှာဖြစ်နေတဲ့တရားတွေကိုဟာဝိပရိနာမနုပတ္တနိပြောင်းလဲပျက်စီးသွားတာတွေကိုရှုမြင်တဲ့ပညာတိဥရိယဗျာနုပတ္တနိညာနာဥရိယဗျာဉာဏ်ဖြစ်ပါတယ်သူပြောတာနော်အဲ့ဒါကြတော့ပစ္စုပန်ဖြစ်စဉ်ကိုသိဖို့လိုတယ်ဖြစ်လာတဲ့အခိုက်သိဖို့လိုတယ်ဖြစ်လာတဲ့တဏ္ဍတိဖြစ်စဉ်တစ်ခုမှသိဖို့လိုတယ်ဘာမဲ့စိတ်ဆိုးဒေါသထွက်နေဒေါသဖြစ်နေတဲ့ဖြစ်စဉ်သိလောဘဖြစ်နေလောဘဖြစ်နေတဲ့ဖြစ်စဉ်သိကိုယ်ရင်ထဲမှာဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုမတည်မြဲဘူးဆိုတာကိုသိဥရိယဗျာညာနောက်တစ်ခါဘင်္ဂညာကြတော့သူရဲ့ဆင်းမြင့်သွားတယ်ဘင်္ဂညာကြတော့အာရမဏပဋိသင်္ခာဘင်္ဂနုပတ္တနိပညာဝိပတ္တနိညာဏနဲ့သူကြမှာဝိပဿနာညာအစစ်ဖြစ်တာဒါပဋိသမိတာမဲ့အာရမဏပဋိသင်္ခာအာယုံကိုသိပြီးတဲ့နောက်မှာဘင်္ဂနုပတ္တနိအဲ့ဒီအာယုံကိုသိတဲ့စိတ်လေးပြတ်သွားတာကိုမြင်တဲ့မှာဖြစ်တဲ့ပညာသည်ဝိပဿနာပညာဝိပဿနာပညာဖြစ်တယ်အဲ့ဒါကြတော့ဘာပြောတာတော့ဆိုလို့ရှိရင်သူကြတော့ပို့ပြီးတော့ရင်းကျက်လာတဲ့အခါမှာဥပမာဒုက္ခဝေဒနာဖြစ်လို့ဒုက္ခဝေဒနာကိုရှုလိုက်တယ်ဒုက္ခဝေဒနာဖြစ်လာတာကိုလည်းသိလိုက်တယ်ဒုက္ခဝေဒနာပြတ်သွားတာကိုလည်းသိလိုက်တယ်နော်ရတဲ့ခံစားမှုတွေတစ်ခုဖြစ်လာတယ်ပြီးရင်ပြတ်သွားတာသိရတယ်ခံစားမှုတွေပြတ်သွားတာသိတယ်ဖြစ်တာကိုသိလိုက်တယ်အဲ့ဒီမှာဖင်္ဂညာရောက်တဲ့အခါကျတော့ခံစားမှုဝေဒနာလေးပြတ်သွားတာလည်းသိလိုက်တယ်အဲ့ဒီခံစားမှုဝေဒနာပြတ်သွားတာကိုသိတဲ့ဉာဏ်ရဲ့ပြတ်သွားတာကိုလည်းသိလိုက်တယ်တစ်စင်တိုးသိတယ်အခုပြတ်တာတခုတည်းပြတ်တာမဟုတ်ဥပမာထွက်လေဝင်လေမှတ်နေလို့ရှိရင်ထွက်လေဝင်လေလေးပြတ်သွားတယ်ထွက်လေဝင်လေသိတဲ့စိတ်ကလည်းတပါးလည်းပြတ်သွားတယ်အဲ့ဒါကိုပြောတာညာတင်းစညာနင်းစဥပောပိဝိပတ္တိစသိစေရလည်းပြတ်တယ်သိနေတဲ့ညာကလည်းပြတ်သွားတယ်နှစ်ခုစလုံးမကြံတော့ဘူးလေသူကြတော့ဖင်္ဂညာရောက်တဲ့အခါကျတော့ဆိုလိုတာကအရှုခံအာယုံကလည်းပြတ်သွားတယ်ရှုတဲ့ညာကလည်းပြတ်သွားတယ်အရှုခံလည်းပြတ်တယ်ရှုညာလည်းပြတ်တယ်လို့ပြောလို့ရတယ်နှစ်ခုစလုံးမြင်တာပထမတော့အရှုခံအာယုံလေးပြတ်တာပဲသိတယ်ရှုတဲ့ညာကတော့မြဲနေသလိုဖြစ်လိုက်ရှုနေတယ်ဆိုတော့ तू ကမြဲနေသလိုဖြစ်တယ်မဟုတ်ဘူးအရှုခံအာယုံပြတ်တယ်လို့ရှုညာလည်းပြတ်နေတယ်အဲ့ဒါလို့သိလာပြီဆိုလို့ရှိရင်တော့ဖင်္ဂညာလို့ခေါ်တယ်ပဋိသမိတာမဲ့မှာတော့ဝိပဿနာဉာဏ်လို့သုံးတယ်ဘာဖြစ်လို့သုံးလို့ဆိုသူသိချရှင်းပြထားတယ်နော်အာယုန်လေးတစ်ခုကိုပြတ်သွားတာကိုဆင်ញင်ပြီးတော့သိတဲ့ဉာဏ်အဲ့ဒီသိတဲ့ဉာဏ်ကိုပဲနော်သိတဲ့ဉာဏ်ရဲ့ပြတ်မှုကိုသိတာအာယုန်ကိုပြတ်တဲ့အာယုန်ပြတ်မှန်းသိတဲ့ဉာဏ်ကတစ်ခုအာယုန်လေးကိုရှုနေတဲ့အရှုခံချုပ်သွားတာကိုသိတဲ့ဉာဏ်ကတစ်ခုအဲ့ဒီရှုတဲ့ဉာဏ်ချုပ်သွားတာကိုနောက်ဉာဏ်တစ်ခုထပ်သိတယ်အဲ့လိုခွင်းဆက်မိနေတာပေါ့နော်အာယုံချုပ်သွားတာလည်းသိတယ်အဲ့ဒီအာယုံချုပ်တာကိုသိတဲ့ဉာဏ်ပြတ်သွားတာလည်းသိလိုက်တယ်နောက်ကတစ်ခုလိုက်တာအဲ့ဒါကိုဘေကဉာဏ်အဲ့ဒီဘေကဉာဏ်သည်ဝိပဿနာဉာဏ်ဖြစ်ပြီးတော့ဘေကနုပတ္တနာယဧဝဝိပဿနာသိခံပပုတ္တံတိ
ဖေငါနုပဒနာဉာဏ်ဒီသာလင်ဝိပဿနာရဲ့အထွတ်ထိပ်ပါဖေငါဉာဏ်ဝိပဿနာလမ်းဆုံးပဲနော်ရှိမှဖြစ်ဖြစ်ရှိတာမရှိတော့သူ့မှာဖြစ်ဖြစ်ကုန်သွားပြီဒါမို့ဝိသုဒ္ဓိမတ်မှာလဲအနိစ္စတာယပရမကောတိဖေငါဉာဏ်ဟာအနိစ္စတာလမ်းဆုံးတာလို့ပြောတာအပြည့်ပဲမြင်တော့တာအဲ့ဒါဝိပဿနာလမ်းကြောင်းကုန်သွားပြီကျန်တဲ့ဟာတွေကကြောက်เสียကြီးပဲစိတ်ပြည့်เสียကြီးပဲဒီထိသင်္ခါရတရားတွေကိုစွန့်လွတ်မှကောင်းမယ်အဲ့ဒီမှာစကလုံးနှလုံးရှိတယ်ရေးထားတာမုံစီတုလို့ညာလေးတစ်ချမ်းနဲ့စာလုံးနဲ့ရေးလို့ရှိရင်မုံစီတုဆိုလွတ်တာကိုကလက်လွတ်လိုက်တာကိုဆုပ်ကြိုက်မထားဘူးသင်္ခါရတရားတွေကိုလက်လွတ်လိုက်ချင်တာနော်လွတ်ချင်တာအဲ့ဒီလိုမဟုတ်ဘဲနဲ့စာလုံးနှလုံးနဲ့မုတ်စီတုလို့သုံးလို့ရှိရင်လွတ်ချင်တာလွတ်တာနဲ့လွတ်တာနှစ်ခုရှိတယ်တခါတည်းကြတချို့ဟာတူမစုံတဲ့လူတွေရှိတယ်မဆိုးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ကြာတာနဲ့ခြာတာနှစ်ခုရှိတယ်မဟုတ်လားကြာတာသူကသူကြာတာခြာတာဘယောကပါတယ်ကွဲတယ်ခွဲတယ်မတူကွဲတာသူကသူကွဲသွားခွဲတာတယောက်ယောက်ကခွဲတာနော်အဲ့ဒီလိုစကလုံးလေးတွေမှာမုတ်စီတုဆိုရင်လွတ်ချင်တာမုတ်စီတုကမြတ်တာဆိုတော့မုံစီတုကမြတ်တာဆိုဆုပ်ကြိုက်မထားခြင်းမှုလွတ်ပြစ်ခြင်းမွေးကိုဖမ်းမိထားတဲ့အခါမှာကိုယ့်လက်ထဲမှာကြရှိမထားခြင်းလွတ်ပြလိုက်ခြင်းပွေမှန်သိတယ်ငါထင်ပြီးတော့မွေးကိုဖမ်းလိုက်တယ်လက်ထဲရောက်တော့ငါမွေးကြီးမှသိတဲ့အခါကျတော့လွတ်ဖို့ကြိုးစားအဲ့ဒါလိုပဲသင်္ခါရတရားတွေကိုမြဲတဲ့ထင်ပြီးတော့ဆုပ်ကြိုက်မိထားတယ်ထိညာရတဲ့အခါကျတော့လွတ်ပြစ်ခြင်းမုတ်စီတုမုံစီတုမုတ်စီတုနှစ်ခုရှိတယ်လို့အတိတ်ပဲမတူဘူးနော်စာပေထဲမှာတော့မုံစီတုလို့ရေးတာများတယ်မုံစီတုလို့ရေးရင်လွတ်ချင်တယ်လို့သာမှတ်မုံစီတုဆိုမှလွတ်ချင်တယ်လွတ်နဲ့လွတ်အတူလွတ်တာကိုယ့်ကိုလွတ်သွားတာလွတ်တာလွတ်ပေးလိုက်တာအဲ့တော့အဲ့ဒီမုတ်စီတုကမြတ်တာညာတို့ဆိုတာတွေကအစဉ်စဉ်အဲ့လိုဖြစ်သွားတယ်ဒါဝိပဿနာလမ်းကြောင်းလေးအဲ့တော့ဝိပဿနာလမ်းကြောင်းမှာကိုကြိုးစားရမှာပင်ကညာရဲ့အစဉ်ထီအောင်ရောက်ကြိုးစားမယ်ဒါအဲ့ဒီထီအောင်ကြိုးစားဖို့လိုတယ်ကျန်တဲ့တွေကတော့သူ့တော်ဝတဲ့ရင့်ကျက်လာတဲ့အခါအတွေးခေါ်လေးတွေပြောင်းလာတာပဲဖြစ်တယ်အထူးအားထုတ်ရတာမဟုတ်ဘူးဒါပဲအနိစ္စဒုက္ခအနတ္တပဲအထောက်တာပြန်အဲ့တော့ဝိပဿနာလမ်းချောင်းတော့ရိပ်စားမိတော့ပါပြီအဲ့ဒါတော့ဆိုရင်ဝိပဿနာဆိုတာအဲ့ဒါလိုလောက်အောင်ဖြစ်တယ်ကိုယ်တဏ္ဍမှာအဲ့ဒီအသိဉာဏ်นี่ဖြစ်မှကိုကျင့်တဲ့လမ်းစဉ်မှန်ကန်တာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့အလုံးဟာမြတ်စွာဘုရားဟောတဲ့တဏ္ဍသင်္ခယဝိမု ക്ത ရှင်မောက္ကလံကျင့်တဲ့ဝိပဿနာကျင့်စဉ်တရားမင်းကြီးကိုဟောတဲ့ဝိပဿနာကျင့်စဉ်ဒီသုတ္တန်ကိုရှင်းခါပြီးတော့တွေ့တာမှုကင်း၍လွတ်မြောက်ခြင်းဆိုတာဖြစ်အောင်တွေ့တာမှုကင်းအောင်ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်း